လေးအကြွေးမစောင့်နိုင်ဘူးအရန် rush ဖြစ်နေရဆိုလို့ရှင်ချားပကြီးဆရာလေးတွေကိုရှာကြည့်ပါလားအဲ့လိုမျိုးလေးတော့ဟိုဖြစ်တယ်ပဲဆိုရင်နားတဖြည်းဖြည်းချင်းလိုရတာနားမှာတခြားအလုပ်တွေလည်းရှိရပြီးတော့အမေလည်းကြည့်နေရတယ်ပြုစုနေရတယ်တခြားနားမှာ personal case တွေလည်းရှိနေဆိုတော့နားမှာဒီထဲမှာပဲကွာ invest လုပ်ပြီးတော့ minor အချိန်တွေအများကြီးပေးပြီးတော့နောက်လုံနိုင်တဲ့အရေးချင်းမရှိသေးဘူး။နောက်ဖြည်းဖြည်းချင်းလုံနေပြီးတော့အားတစ်ခုကွာပြီးတော့လွယ်နာရေးပြီးမပေးဘူး။တေချာဒီတေးကြဒီပုံကြည့်လိုက်တာနဲ့အရွက်တရားစခုနပုံလေးကြည့်လိုက်အရွက်တီးနီးရာစကွာနာတေချာရေးရဆိုတော့အဲ့အရန်ချိန်လို့ရှင်ပေးလိုက်တဲ့ပုံကလည်းကျွန်မအဲ့ဒါ stretcher art လို့ခေါ်တယ်ရှင်ရဲ့portrait လည်းပါတယ်ဘေးမှာ structure လည်းပါတယ်ကားလည်းပါတယ်ဆိုတော့အဲ့ဒါလေး overtake กว่าတိလာ time ဆိုတော့ maybe ရှင်နည်းနည်းတော့ဆောင်းရလိမ့်မယ်ကျွန်မအခုအားသွားပြီเนาะကျွန်မရှင်ပချီကာကိုစပြီးတော့အခုကျွန်မ analyze လုပ်ကြည့်ရရှင်ပုံပေါ့เนาะဆိုတော့ရှင်ပချီကာအတွက်ကျွန်မ USD 300ကျွန်မယူမယ်အဆင်ပြေလားအဆင်ပြေရဆိုလို့ရှိရင်ကျွန်မစိတ်ရလွှဲပေးရမယ်အချိန်နဲ့ကျွန်မစပြီးရှင်ပတိကာကိုရှိရမယ်နော်ညီမအလုပ်ကမစသေးဘူးစကားတွေကဟိုအပေါ်ကနေမစင်းတော့ညီမအကိုကတော့အဲ့လိုမျိုးစကားတော့ရင့်နေတော့အဆင်ပြေမှာမဟုတ်ညီမသိရမလားဟိုအကိုကညီမကိုဖင်မပြီးတော့အလုပ်လုပ်နေရမဟုတ်ညီမသိရမလားအဲ့တော့ကိုကမဖြစ်ရင်လည်းမလုပ်ရင်လည်းမလုပ်ဘူးကျွန်မရှင်ကိုဖင်မဆရာစကားတခေါမှမရှိသေးဘူးเนาะပြောတဲ့စကားတွေမှာရင်ကြီးနဲ့ work process လေးကိုကျွန်မပြောပြတာဘာတွေများလာပြီးလောင်နေရလဲမရေးပေးပါဘူးရှင်ဟုတ်ပြီလားကျွန်မဖင်ကိုဘယ်သူမှလည်းပေးမကင်တယ်လို့ကျွန်မဖင်ကိုလည်းဘယ်သူမှလည်းမခိုင်းမှာမဟုတ်ပလိုင်းပါလဲဟာလူမှားနေရလားတွက်ရှင်တခေါမှရိုင်းတဲ့စကားမပြောသေးဘူးပေါ်မှာစကားပြောတဲ့ထောက်လျှောက်မှာရှင်ကကောင်းပြီရှင်မင်းအားတဲ့ချိန်လေးရေးပေးလို့ပြောတဲ့အတွက်ကျွန်မအခုအားသွားပြီးအားသွားတဲ့ရှင်ပကြီးကောကျွန်မဘယ်လိုရေးရမလဲဆိုတော့ analyze လုပ်ပြီးပြီပကြီးကတန်ဖို့$300 300ယူမယ်အဆင်ပြေလို့ရှင် work ကျွန်မလေးလက်တီအောင်တုံတယ်နော်ကျွန်မ blind လာမကောနဲ့သိလား